အာဂျင်တီးနားတို့ထပ်မံဂိုးတွေမြိုင်ဆိုင်အောင်မဲ့ညလားဟုတ်ပါတယ်ပွဲကြိုသုံးသက်ချက် Football Prediction အစီအစဉ်ကနေမာဝီအီလိုင်းမှာကြိုဆိုပါတယ်အာဂျင်တီးနားအကြောင်းသုံးသက်ချက်လက်ရှိအချိန်အထိပေးကိုလုံးဝမရှိသေးတဲ့အာဂျင်တီးနားကတော့ဒီပြိုင်ပွဲမှာခြေစွမ်းအတည်ငြိမ်ဆုံးအသင်းတစ်သင်းလို့ပြောရမှာပါသူတို့ရဲ့ play style ကိုကြည့်ရင်တော့ ball position ကိုအဓိကထိန်းကစားပြီး short position တွေနဲ့ပွဲကို pick up လုပ်တတ်ပါတယ်အားလာချက်ကတော့ကွင်းလယ်ကို control အာကောင်ပြီး quality ရှိတဲ့ကစားသမားတွေများတယ်တိုက်စစ်ဖန်တီးနိုင်စွမ်းရဲမြင့်မားသလိုဝင်းဘက်တွေရဲ့ဖြစ်တဲ့ဘော်တွေကလည်းအန်ရယ်ကြီးမားပါတယ်နောက်ပြီးကန်စစ်ပိုင်းကလည်းအမားယုံမရှိပဲကြစ်လက်နေတာပါဒါပေမဲ့အားနည်းချက်အနေနဲ့ high pressing ပြင်းပြင်းထန်ထန်လုပ်တတ်တဲ့အသင်းတွေရုပ်ပိုင်းဆိုင်ရာကြိုက်ခံမှုသုံးပြီး PRP ကစားတတ်တဲ့အသင်းတွေနဲ့တွေ့ရင်တော့အာဂျီတီးနားအနေငယ်ခတ်တွေ့နိုင်ပါတယ်ဂျော်ဒန်အကြောင်းသုံးသက်ချက်တစ်ဖက်ကဂျော်ဒန်အသင်းရဲ့အခင်းကျင်းကိုကြည့်အောင်ဂျော်ဒန်ကတော့4-3-3 4-5-1ဒါမှမဟုတ်5-4-1 formation တွေသုံးပြီး deep defense နဲ့ counter attack ကိုပဲအဓိကအားကိုးသွားမှာပါသူတို့က high pressing သိမ့်မလုပ်ပဲခံစစ်ကိုပိတ်ဆို့ပြီး long ball တွေအမြင့် ball တွေနဲ့ပဲတိုက်စစ်စင်မှုပြင်ဆင်လာပါလိမ့်မယ်ပွဲအပေါ်အမြင်နဲ့နောက်ဆုံးကောက်ချက်ဒီပွဲမှာဂျော်ဒန်အနေနဲ့အာဂျင်တီးနားကိုရင်ဆိုင်ဖို့တကယ်ကိုမလွယ်ကူပါဘူးဒါပေမဲ့လက်ရှိစည်းကွက်အနေအထားကလည်းအာဂျင်တီးနားဘက်ကိုတော်တော်လေးညှိမိထားတာတွေ့ရပါတယ်အာဂျင်တီးနားကနောက်တစ်ဆင့်တက်သွားပြီးဒါအပြင်မက်ဆီပါဝင်ကစားမလားအနားယူမလားဆိုတဲ့ချက်ကလည်းပွဲရဲ့ပုံစံပေါ်အများကြီးတက်ရောက်မှုရှိနိုင်ပါတယ်ဒါကြောင့်ကျွန်တော်အမြင်အရတော့ဈေးကွက်နဲ့ပွဲအနေထားအရဒီညပွဲဟာကိုအများကြီးထွက်လာမဲ့ပွဲမျိုးထက်ဂိုးနဲ့ဘက်ကိုပေါ့ပို့ပြီးတော့ကျွန်တော်မျှော်လင့်ထားပါတယ်ဒီပွဲရဲ့နောက်ဆုံး prediction ကတော့ဂျော်ဒန်နဲ့ဂျော်ဒန်9အောက်ကိုပဲရွေးချယ်ပေးထားပါတယ်နေ့စဉ်ပုံမှန်တင်ဆက်ပေးမှာမို့ follow ကြဖို့မမေ့ပါနဲ့